အားလုံးမင်္ဂလာပါဒီမှာနံပြနန်းလို့ခေါ်တယ်ဒီနံပြနော်နန်းမှုတ်ကလေးကိုဒီဦးလေးနဲ့အလွယ်နဲ့လို့ရတယ်လို့ဖြစ်တဲ့ဟာလေးကိုတကယ်ချင်းတွေကိုလိုက်မျှဝေတာဖြစ်ပါတယ်လိုက်လို့ချင်းတဲ့တကယ်ချင်းတွေအတွက်မျှဝေတယ်နော်ဒါကဒီထဲမှာဒီခွက်နဲ့ပဲသုံးတယ်ဒီခွက်နဲ့ပဲဂျုံမှုတ်ကိုအထွေထွေသုံးဂျုံမှုတ်ကို3ခွက်ချိန်ထားပါတယ်နည်းနည်းမောက်သွားတယ်နော်ဒါမဲ့ဘာဖြစ်ပါအောင်ဒါအိမ်စားမလို့လေအစင်ပြောင်းကိုလောက်တာဖြစ်တယ်ကာရာမယ်နဲ့မချိန်တော့ဘူးနော်ပြီးရင်နောက်တစ်ခွက်ထဲမှာကအရင်နွေးနွေးလေးကိုခွက်ဝင်နေနေလေးနဲ့တခြားတစွန်းရင် yeast ပွားစီနော်တထုပ်ရင်တွေကခဏလောက်မှွေတယ်မှွေပြီးဒါဂျုံမှုတ်နော်ဒါဂျုံမှုတ်ပဲဂျုံမှုတ်ကိုတစွန်းလောက်နဲ့အားလုံးကိုသမအောင်မှွေပြီးတော့ခဏလောက်ပွားခိုင်းမယ်အဲ့ဒါပွားပြီးပြီဒီမှာ10မိနစ်လောက်ကြော15မိနစ်လောက်ဆိုတော့ကောင်းကောင်းလေးပွားသွားပြီအဲ့ဒါဆိုတော့ခုနကဂျုံမှုတ်ထဲမှာထည့်မယ်စားကအစွန်းသီးနဲ့တစွန်းထည့်ပါတယ်နော်အဲ့ဒါပင်တာကတင်ချင်းနဲ့ခုနကစားချင်းနဲ့စွန်းနဲ့ပဲ3စွန်းထည့်တယ်ပြီးအားလုံးကိုသမအောင်မှွေတယ်မှွေပြီးပြီဆိုရင်ရေကဒီခွက်ဝက်လောက်ကိုအရင်ဆုံးဟိုထည့်ရပါမယ်ရေကရေအေးသုံးပါတယ်ပြီးရင်ဒါနောက်ထပ်ခွက်ဝက်ကြတော့ဟိုဖိဖိချင်းစီဂျုံကိုထည့်ရင်းနဲ့လေဖိဖိချင်းစီထည့်ပါတယ်လို့ဂျုံကိုအရင်ပြော့သွားမှာဆိုလို့လေအဲ့ဒါကြောင့်ဖိဖိချင်းစီထည့်တယ်အရင်မပြော့အောင်ကိုကထည့်ရင်းနဲ့အဲ့လိုနေတာဖြစ်ပါတယ်ပြီးတော့စီကတစုံမမောက်နော်တစုံနဲ့နောက်ထပ်တစုံပေါ့နော်အဲ့လောက်ထည့်ပါတယ်ပြီးရင်ဒါတွေကိုအားလုံးကိုသမအောင်မှွေမယ်ဒီခွက်ထဲမှာကဒီမုတ်သားလေးကောင်းကောင်းလေးမှွေလို့အစင်မပြေတဲ့ခါကျတော့ကျွန်တော်ကအပြင်မှာခဏလောက်မှွေပါမယ်နော်အပြင်မှာသူ့ကိုလေး2မိနစ်လောက်လေးနာလေးမှွေလိုက်မယ်နေလိုက်မယ်ပေါ့နော်ဒီမုတ်တွေကလေနာနေတာနဲ့နာနေတဲ့ခါကျတော့သူကလည်းအသားကနှုတ်တယ်ပြီးရင်စားလုံးလည်းကောင်းတယ်နော်အဲ့ဒါကြောင့်မဟုတ်သားလေးနုနုညံ့ညံ့လေးရအောင်ဆိုပြီးမှခဏလောက်နေတာဖြစ်ပါတယ်ပြီးရင်သူ့ကိုဒီလောက်ချင်းဖြစ်ပြီဆိုရင်ခုနကသူ့ကိုနေတဲ့ခွက်ထဲမှာပဲစီလေးတစုံလောက်ထည့်ပြီးမှခုနကမှုကိုဒီလိုလေးအပေါ်မှာလည်းအဲ့လိုလေးသုံးလိမ့်ပြီးမှသူ့ကိုနှစ်ဆပွားတဲ့အထိနော်အဖုံးလေးဖုံးပြီးမှနှစ်ဆပွားတဲ့အထိထားပါမယ်ဒီမုတ်ကဘဲဟာနဲ့ပဲစားအဆင်ပြေတယ်နော်ကဲနှစ်ဆပွားပါပြီဆိုရင်တော့သူ့ကိုမုတ်သားလေးအနေသားချအောင်ခဏလောက်ပြန်နေပါမယ်ဒါထုံးစံအတိုင်းပဲနော်ပုံမှန်ဒီမုတ်ဒီလုပ်တဲ့ခါကျတော့ပုံမှန်ဒီလိုလေးလုပ်ရပါမယ်အဲ့ဒါမှမုတ်သားကလေသူကအနေသားချမှာဖြစ်ပါတယ်ပြီးတော့ဒီဟာကိုခဏလောက်ဒီလိုလေးနေပြီးတယ်နေပြီးရင်သူ့ကိုလေအတုံးသေးသေးလေးနဲ့လေကိုချိုက်တဲ့အရွယ်ပမာဏနဲ့တုံးပေးပါမယ်ကိုကဒီဦးအသေးလေးတွေနဲ့မှဆိုရင်သေးသေးလေးပေါ့နော်ဒါကိုကြိုက်တဲ့အရွယ်ပမာဏနဲ့ကိုကအလုပ်လုပ်ရပါတယ်ပြီးရင်ဒီမှုကအပေအရာနဲ့မဆိုတုံးပြီးမှလေဒီလိုလေးနဲ့အလုံးလေးတွေပြန်လုံးပါမယ်ဒီလိုလေးလုံးပြီးမှပြန်ပြီးမှထားပါမယ်ဒါမှအဖုံးလေးဖုံးပြီးမှသူ့ကိုလေ10မိနစ်လောက်ခဏအနားယူခိုင်းပါမယ်နော်အဲ့ဒါမှပဲသူကမုတ်သားကကင်တွယ်လို့အဆင်ပြေမှာ10မိနစ်လောက်ရှိပြီဆိုတော့သူ့ကိုလေတလုံးချင်းစီယူပြီးမှဒီလိုလေးနဲ့ဒလိန်လုံးနဲ့ပြလေးလုံးမယ်ဒီဂျုံရဲ့အဂျုံကတိတ်မကပ်ဖို့ဆိုရင်ဂျုံလေးနဲ့ထိန်းစားမလို့ဘူးဒါပေမဲ့ဒီအဲ့လိုပြားခိုင်းတဲ့ခါကျတော့သူကိုပြားခိုင်းတဲ့နေရာဟိုနည်းနည်းကတ်တယ်ဆိုရင်သူ့ကိုဂျုံလေးနဲ့ဖြိုးပြီးမှလည်းကိုကထိန်းလို့ရတယ်နော်ပြီးတော့အဲ့ပြားပြီးပြီဆိုတော့ဒီမှာမီးဖိုထဲမှာဒီအိုးကိုပူခိုင်းမယ်စီမထည့်အောင်နော်ပင်ဒီတိုင်းပဲသူ့ကိုထည့်လိုက်မယ်ဒီအဖောင်းလေးတွေဖောင်းပေါ်လေးတွေထွက်လာတဲ့ခါကျတော့သူ့ကိုလှန်မယ်မလှန်ဘဲနဲ့အခုဒီမီးကင်မှာမနော်မီးကိုအဲ့လိုမီးပေးတာပေါ့နော်ဒီလိုမျိုးလှုပ်ခြင်းလဲလှုပ်ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကလေမီးသွေးနဲ့သမင်းချက်တယ်ဆိုရင်လေအဲ့မီးသွေးမှာလေအဲ့လိုမီးသွေးပေါ်မှာဒီလိုလေးသွားထားရင်လေသူကလေအနံ့ကပိုကောင်းပါပါဒါပဲဒီဟာက case နဲ့ပဲဆိုတော့လေအနံ့ကအလောက်ကြီးမထိုးချပါဘူးเนาะအဲကြောင့်ကိုကဘယ်လိုပဲဖြစ်ဖြစ်လုပ်ရတယ်အဲ့လိုမေးပြီးလဲရတယ်မပေးချင်ဘူးဆိုရင်ဒီday ဦးမှာပဲဒီမှာတစ်ဖက်နဲ့တစ်ဖက်လှမ်းမယ်ဒီလိုလဲလုပ်ရတယ်သူရဲ့original ကျတော့သူတို့ကမီးဖိုထဲမှာเนาะအမီးဖိုအကြီးထဲမှာလေသူတို့ကလုပ်ထားတယ်ဒါပေမဲ့ကိုကတော့ကို့မှာမရှိတဲ့ခါကျတော့ရှိတဲ့ဒီday ဦးလေးနဲ့လည်းဒီလိုလေးပုံစံလေးနဲ့လုပ်ရတယ်အလွယ်လေးနဲ့เนาะကိုအိမ်မှာစားဖို့ဆိုတော့အလွယ်လေးနဲ့အဲ့လိုလဲအဆင်ပြေတယ်ဆိုတဲ့ဟာလေးကိုလုပ်ဖြစ်တဲ့ဟာလေးကိုလာမျှဝေတာဖြစ်ပါတယ်เนาะပြီးရင်ဒီမှာဒီလိုလေးအခြေအနေဆိုရင်ရသွားပါပြီ။ဒီဒါကတော့အထက်မှာ cheese ထည့်ထားတာဖြစ်ပါတယ်။ကလေးတွေက cheese တိုက်လို့လေအဲ့ဒါသူ့အချက် cheese နဲ့နှစ်ထပ်နဲ့လုပ်ထားတာနှစ်ထပ်မဟုတ်ဘဲနဲ့လုပ်ရင်လည်းရတယ်နော်။ဒီဘာနဲ့ပဲတွဲ3စားနော်အဆင်ပြေတဲ့ဒီနတ်မုတ်လေးအိမ်မှာအလွယ်နဲ့လုပ်ဖြစ်တဲ့ဟာလေးရသွားပါပြီ။စုံထကြည့်ပြီးတဲ့တကယ်ချင်းနဲ့အားလုံးကျေးဇူးတင်နေအားလုံးအဆင်ပြေပါစေနော်။ Bye bye subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို